မိတ်ဆွေများအားလုံးမင်္ဂလာပါတတိယ lucky number မြန်မာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မိတ်ဆွေများကိုကျွန်တော်ခု9ချိန်လာမယ့်အချိန်ပေါ့နော်9ချိန်အတွက်ကျွန်တော်ဖန်ထားခဲ့တဲ့မွေးကနန်း၄ကွက်ထဲကနှစ်ကွက်ကဒီ9ချိန်မှာလာနိုင်ခြေရှိနေတာလေးကိုကျွန်တော်တွေ့တဲ့အတွက်တင်ပေးခြင်းဖြစ်ပါတယ်နော်မွေးကနန်း၄ကွက်တင်ထားခဲ့တဲ့အထဲကနှစ်ကွက်ဟာအခု9ချိန်မှာတစ်ကွက်လာနိုင်တဲ့အနေအထားရှိပါတယ်ဗျာနော်အဲ့ဒါကြောင့်ကျွန်တော်မွေးကနန်းလေးကျွန်တော်ဖန်ထားခဲ့တာလေးတွေလည်းပြန်ပြီးစစ်ရင်းနဲ့ကျွန်တော်ပြန်ပြလိုက်ပါမယ်ဗျာနော်၄ကွက်တင်ထားခဲ့တော့မိတ်ဆွေများမှတ်မိမှာပါကျွန်တော်နှစ်ဆလောက်တည်းတင်ထားတာနော်ကဲစလိုက်အောင်နော်ကျွန်တော်ဒါလေးရဲ့3ကက်စီလေးနဲ့ကျွန်တော်ဖန်ထားခဲ့တာပါနော်ကဲစမယ်ဆိုတော့ကျွန်တော်တို့85ခုနှစ်ကဒီမှာအလဲတိုင်းလေးဗျ993ညဆိုတဲ့အလဲတိုင်းအထောင်လေးနော်သူကနေပြီးတော့နောက်ကိုတန်းတန်းသွားမယ်ဒီနေ့3 4 5နှစ်ချာမှာ9ခွန်1ဆိုတဲ့နောက်ထိုင်အတန်းလေးဗျနော်တန်းနေပဲနော်မိတ်ဆွေတို့9ခွန်1အဲဒီမှာ993ညနော်ဟုတ်ပြီအဲ့ဒီ993ညအလဲတိုင်းအထောင်လေးရဲ့နောက်ကပ်နေတဲ့နှစ်ထဲမှာ335ဆိုတဲ့အလဲတိုင်းအထောင်လေးရှိတယ်ဟုတ်ပြီနော်ဒါဖရိတ်အစနော်ဒါပရမဖရိတ်ကျွန်တော်မွေးကနန်းဘယ်လိုဖမ်းထားတယ်ဆိုတာလေးကိုပြန်ပြီးတော့ပြရင်းနဲ့ပေါ့ရနော်ဒီချိန်မှာလာနိုင်ခြေရှိတာလေးကိုပြပါမယ်ကဲဒုတိယဖရိတ်ကကြတော့ကျွန်တော်88ခုနှစ်88ခုနှစ်က993ညဆိုတဲ့အလဲတိုင်းအတန်းလေးပဲသူကနေနောက်ကိုတန်းတန်းသွားမယ်ဒီနေ့3 4 5နှစ်ကျော်မှာ9ခွန်1ဆိုတဲ့နောက်ထိုင်အတန်းလေးရှိပါတယ်နော်9ခွန်1ဒီကောင်ကခွန်8လေးမဟုတ်ဘူးဗျာနော်မိတ်ဆွေတို့ပြင်လိုက်ဒါခွန်8ဖြစ်ပါတယ်နော်ခွန်8နော်ကျွန်တော်အဲ့ဒါလေးပြလိုက်အောင်မယ်တော့တချို့မိတ်ဆွေတွေရတော့ကြာတမျိုးဖြစ်နေမှာဆိုလို့နော်အဲဒီမှာကျွန်တော်တို့နော်82ခုနှစ်မှာနော်3 9 3ည3ခွန်ခွန်8ဗျာနော်9ခွန်1နော်ဒါအဲဒါကြောင့်9ခွန်1လို့ယူထားတာပါနော်ဒါကလနာအဟောင်းပါနော်ဒါလောင်းလောင်း9ဟာပါကဲဟုတ်ပြီဆက်သွားလိုက်အောင်အဲဒီမှာ9ခွန်1နော်နောက်တစ်ခါဒီ993ညရဲ့ကတ်နေတဲ့နောက်နှစ်ထဲမှာ3ည35ဆိုတဲ့အလဲတိုင်းအထောင်လေးရှိတယ်နှစ်ခုတူသွားပြီနော်ဖရိကဲလာယူရဒီဘက်ကျွန်တော်တို့ယူမဲ့ဖရိပေါ့ဒါ3ကတ်မြောက်ဖရိပေါ့နော်ကျွန်တော်တို့24ခုနှစ်မှာနော်993ညဆိုတဲ့အလဲတိုင်းအတန်းလေးပဲဗျာနော်993ညသူကနေနောက်ကိုတန်းတန်းသွားမယ်ဒီနေ့3 4 5နှစ်ချာမှာပဲ9ခွန်1ဆိုတဲ့နောက်ထိုင်အတန်းလေးเนาะဒါဖရိန်လေးเนาะဟုတ်ပြီအဲ့လိုပဲဒီ993ညရဲ့နောက်ကပ်နေတဲ့နှစ်ထဲမှာသူကလည်းအလဲတိုင်းအတန်းလေးပဲ3ည35ဆိုတဲ့အလဲတိုင်းတန်းလေးရှိပါတယ်เนาะဒါကဲဖရိန်3ခုလုံးဒါညီသွားပါပြီเนาะအဲ့ဒီကနေကျွန်တော်မွေးကနေဖန်ထားတာတွေကိုကျွန်တော်ပြပါမယ်ကဲမူလဖရိန်ကိုပြန်သွားလိုက်ပြီဗျာနော်993ညဆိုတဲ့ဖြစ်ထားတဲ့အထောင်လေးဖြစ်တဲ့85ခုနှစ်မှာအဲ့ဒီ993ညရဲ့အပေါ်မှာ9ပရိတ်363ညဆိုတဲ့9ပရိတ်အဲ့ဒီ9ပရိတ်ရဲ့အောက်ကကနန်း956ဆိုတဲ့ကနန်းဟာအဲ့ဒီနှစ်ထဲမှာပဲပြန်ကြဖြစ်တယ်เนาะဒီအောက်မှာ956ဆိုပြီးပြန်ကြဖြစ်ခဲ့တယ်အဲ့ဒီကနန်းဟာ
တစ်နှစ်ကျော်သူကသွားပြီးထွက်တာဗျနော်ဟုတ်ပြီနော်တစ်နှစ်ကျော်ကိုသွားထွက်တာနော်သွားထွက်တယ်ဟုတ်ပြီကဲဒုတိယပရိကိုကြည့်မယ်နော်ဒီမှာလဲ993ညအဲ့ဒီ993ညရဲ့အပေါ်မှာ9ပရိ93ခွန်ဆိုတဲ့9ပရိကအောက်မှာရှိနေတဲ့ကဏ္ဍ4ခွန်4ဆိုတဲ့ကဏ္ဍအဲ့ဒီကဏ္ဍဟာအဲ့ဒီနှစ်ထဲမှာပဲပြန်ကြအနေနဲ့ထွက်ပါတယ်ဒီမှာခွန်4ဆိုပြီးတော့နော်ပြန်ကြထွက်တယ်ထွက်ပြီးကမှသူကတစ်နှစ်ကျော်မှသွားရိုက်မှာဒီမှာ4ခွန်4ဆိုပြီးတော့ရိုက်မှာဒီမှာကြတော့ဘယ်လိုပုံစံရိုက်တုံဆိုရင်ဒီမူလကျွန်တော်တို့တည်ခဲ့တဲ့9ပရိကအောက်က4ခွန်4ရဲ့တန်းတန်းမှာရိုက်တယ်သူကနော်4ခွန်4ရဲ့ရှိတကွက်ကျော်မှာတန်းတန်းမှာရိုက်တယ်နော်ဒီနောက်ဖရိမှာကျွန်တော်ကတော့ဒီမှာနောက်ဖရိမှာတော့သူကဘယ်လိုရိုက်တုံဆိုရင်ဒီဖြစ်စဉ်လေးရလေအောက်မှာလည်းဒီပုံစံလေးပဲလာတာဗျာနော်956 363956ပဲเนาะဒါပါဒါဒီကနန်းရဲ့ဇောင်းတစ်ခွက်ကျော်မှာသူကကြာရိုက်တယ်ဒါပထမဆုံးဖြစ်စဉ်မှာဒီပြန်ကြားဖြစ်တဲ့9ပရိအောက်ကကနန်းရဲ့ဇောင်းတစ်ခွက်ကျော်မှာရိုက်တယ်ဒုတိယဖြစ်စဉ်မှာကြတော့ဒီမှာ93ခွန်အောက်က4ခွန်4ပြန်ကြဖြစ်တယ်เนาะအဲ့ဒီနှစ်ထဲမှာအဲ့ဒီကောင်ရဲ့ဒီတန်းတန်းမှာရိုက်တယ်သူကเนาะတန်းတန်းမှာရိုက်တယ်ဟုတ်ပြီကျွန်တော်ကအဲ့လိုဖမ်းထားတာပါကဲဒီမှာကြည့်လိုက်မယ်993ညဖြစ်ထားတဲ့နှစ်ထဲမှာဒီမှာကြတော့9ပရိ2ခုဖြစ်တဲ့အတွက်ကျွန်တော်ကမွေးကနန်းကို2ကွက်ဖမ်းလိုက်တာဗျာမှာ3963ဆိုပြီးသူကပြန်ကြတစ်ခါအရင်ဖြစ်ထားတယ်9ပရိဖြစ်နေတယ်9ပရိကအောက်ကကနန်းဟာ395နောက်တစ်ခါ9ပရိကအောက်ကကနန်းဟာ626နှစ်ကွက်ဖြစ်တယ်နော်395နဲ့626သူတို့ဟာဟိုဘက်မှာလိုပဲပြန်ကြဖြစ်တယ်ဗျနော်395ကိုယဉ်ကြည့်မယ်ဒီမှာ953ဆိုပြီးတော့ပြန်ကြနော်နောက်တစ်ခါ626ကိုလည်းကြည့်မယ်626ကလည်းပြန်ကြဖြစ်တာပဲဗျအောင်ပါဒီမှာ662ဆိုပြီးတော့ပြန်ကြဖြစ်တာပဲအဲ့ဒီနှစ်ကွက်လုံးကဒီတစ်နှစ်ကြုံပါလာနိုင်တယ်လို့ကျွန်တော်ကလည်းမွေးကနန်းအနေနဲ့နှစ်ဦးတည်းကျွန်တော်ဖမ်းထားခဲ့တာဟုတ်ပြီနော်395ရဲ့626ရဲ့နော်နှစ်ကွက်နော်မွေးကနန်း4ကွက်ဖမ်းထားတဲ့အထက်ကနှစ်ကွက်ဖြစ်ပါတယ်နော်ဒီ395နဲ့626အဲ့တော့ပထမဆုံးပရိဖြစ်စဉ်အရာဆိုရင်ဒီလိုဇောင်းတစ်ကွက်ကျော်မှာရိုက်မယ်ဆိုရင်395လာနိုင်တယ်ဟောဒီနေရာမှာ9ချိန်မြောက်ပါနော်ဇောင်းတစ်ကွက်ကျော်မှာနော်လာနိုင်တယ်ဒုတိယဖြစ်စဉ်အရာတန်းတန်းမှာရိုက်ရမယ်ဆိုလို့ရှိရင်ဟောဒီ6လာနိုင်တယ်ဗျနော်ဒီနှစ်ကွက်ကျွန်တော်ဖမ်းထားတယ်နှစ်ကွက်လုံးကဒီတစ်ချိန်ကိုဘယ်လိုလာမလဲမသိဘူးသူဖြစ်စဉ်ရှေ့ရဖြစ်စဉ်နှစ်ခုအရာဆိုရင်ဇောင်းတစ်ကွက်ကျော်မှာဆိုရင်ဒီကောင်လာမယ်တန်းတန်းလာမယ်ဖြစ်စဉ်အရာဆိုဒီ6ကလာနိုင်တယ်ကျွန်တော်တော့နှစ်ကွက်လုံးကိုဖမ်းထားတာပါဘာလို့လဲဆိုတော့993ညဖြစ်ထားတဲ့နှစ်ထဲမှာနှစ်ကွက်လုံးဒီ9ပရိအောက်မှာရှိပါတယ်နောက်ပြီးတော့နှစ်ကွက်လုံးဟာလည်းပြန်ကြအနေနဲ့အဲ့ဒီနှစ်ထဲမှာရိုက်ထားပါတယ်အဲ့ဒါကြောင့်ဖမ်းထားတာပါနော်အဲ့တော့အခုဖြစ်စဉ်လေးကဒါလေးကတိုက်ဆိုင်မှုရှိလာတဲ့အတွက်ကျွန်တော်ဒီမေးခြင်းဖြစ်ပါတယ်နော်မိတ်ဆွေတို့ကလနာလေးတရွက်နဲ့ထောက်ပြီးတော့စစ်ဆေးကြည့်ရှုပါပြီးတော့ဒီကနန်းရဲ့အပေါ်မှာဘယ်ကောင်ကပို့ပြီးအားသာတယ်လဲဆိုတာဟုတ်တွေ့ခဲ့မယ်ဆိုလို့ရှိရင်လေကျွန်တော်မမြင်မတွေ့တာလေးတွေကိုကွန်မန့်မှာပြောပြလို့ရပါတယ်နော်တင်ကြည့်သေးလို့ရပါတယ်ဗျာနော်ကျွန်တော်လည်းပြန်ကြည့်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့နှစ်သက်မယ်တိုက်ဆိုင်မှုရှိမယ်ဆိုရင်သုံးလို့ရပါတယ်ဗျာနော်တင်ထားခဲ့တဲ့မွေးကနန်းနှစ်ကွက်ထဲရပဲနှစ်ကွက်လုံးကဒီဖြစ်စဉ်အရာဆိုလာနိုင်နေတယ်ဗျာနော်ကျွန်တော်ကတော့မိတ်ဆွေတို့ရဲ့တချို့ကွန်မန့်တွေမှာတွေ့ရပါတယ်ဟိုကီးတို့ပရိတ်တို့ကျွန်တော်ကအဲ့လိုအကွက်ရွှေသမားဖြစ်တဲ့အတွက်အဲ့ဒါတွေကိုကျွန်တော်သိပြီးတော့ဟို
တွတ်တယ်ပေါ့လေတိတ်ပြီးတော့အလေးမထားဘူးဗျာဒီနေရာမှာဒီကနေ့ကဒီကိုဆွေ့တယ်ဆိုရင်ကျွန်တော်အဲ့ဒီသဘောပဲယူတဲ့တဲ့သူတွေအဲ့လိုအထိုင်နေပါလေကြတော့ကျွန်တော်မဖမ်းနိုင်ပါဘူးဗျာနော်ကဲမိတ်ဆွေတို့ကျွန်တော်ရဲ့ comment မှာထင်မြင်ချက်ကလေးတွေရေးပေးသွားကြပါကဲမွေးကနန်း9ချိန်မြောက်မှာစောစီစီပဲလာတော့မလားမသိဘူးဗျာနော်လာခဲ့ရင်လည်းမိတ်ဆွေတို့နဲ့မလွတ်ရအောင်ဒီနှစ်ကွက်လုံးကိုစဉ်းစားစေချင်ပါတယ်ဟုတ်ပြီနော်ကဲအားလုံးအောင်မြင်ကြပါစေလို့ဆုတောင်းပါတယ်ဗျာ9ချိန်မြောက်မှာနော်ကျွန်တော် channel လေးကိုလည်းထုံးစံအတိုင်း like and subscribe လုပ်ပေးခြင်းအခြားမိတ်ဆွေများကိုထပ်မံဖြန့်ဝေခြင်းနဲ့လည်းကူညီပေးပါလို့မေတ္တာရပ်ခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ